လုံးပဲမင်္ဂလာပါရှင်။ကျွန်မနာမည်ကတော့ဝိုင်းမြန်ကုန်ချစ်လို့ခေါ်ပါတယ်ရှင်။ကျွန်မကတော့ National Junction University မှာ PhD တက်ရောက်သင်ကြားနေတဲ့ကျောင်းသူတူပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ Junction University မှာသင်ကြားနေတဲ့မြန်မာကျောင်းသားတွေကို interview လိုက်ပေးတော့မှာဖြစ်ပါတယ်ရှင်။အားလုံးပဲလက်ခံပေးကြပါဦးရှင်။အရင်ဆုံးကန်တစ်ဖက်သွားကြည့်လိုက်ရအောင်။ဟိုမှာမြန်မာအကိုတယောက်တွေ့ပြီသူ့သွားမေးရအောင်။ Hello မင်္ဂလာပါအကို။ Hello မင်္ဂလာပါ။အကိုမေးခွန်းတစ်ခုလောက်မေးလို့ရလား။ရတယ်။ကို NCH မှာအကျိတ်ဆုံးအရာဘာဖြစ်မလဲ။အကျိတ်ဆုံးအရာဆိုလို့ရှိရင် library ။ဘာလို့ library ကိုဆက်ရတာလဲအကို။ library မှာကျတော့ကိုယ့်ရဲ့ဘာသာရပ်နဲ့ပတ်သက်ပြီးတော့လေ့လာစရာတွေအများကြီးလည်းရှိတယ်။လေ့လာလို့ရတဲ့ resource တွေအများကြီးရှိတယ်။ ACC လည်းစာလုပ်လို့ရတယ်။ပြီးတော့မှပြင်းလာလို့ရှိရင်လည်းရုပ်ရှင်ကြည့်လို့ရတယ်အားကြောင့်အခုရောပဲသွားမှလဲကိုက library သွားမှာဟုတ်လား Okay အဲ့ဆိုနောက်မှတွေ့ကြမယ်အကို bye bye Okay bye bye ကျုံရှင်လိုက်ဖက်မှာရောမြန်မာကျောင်းသားတွေရှိမလားဆိုတာသွားကြည့်လိုက်ရအောင်ဟိုမှာမြန်မာနဲ့ရောက်တွေ့ပြီသူတို့သွားမေးရအောင်မင်္ဂလာပါအခုဘာလုပ်နေကြလဲအခုက laptop ညလာလို့ခဏထိုင်နေတာပါအဲ့ဆိုမေးခွန်းလေးမေးလို့ရလားရပါတယ် NCH မှာအကျိတ်ဆုံးအရာဘာဖြစ်မလဲNCH မှာအကျိတ်ဆုံးကတော့ဒီ down campus ပေါ့နော်သူကအရန်တွေကိုဒီစိမ့်ဆူလဲပေါ့နော်အပင်တွေလည်းစိုက်ပေးထားရဲပြီးတော့တခြားဒီအနားယူစရာပန်းချန်ထိုင်ကုန်ဒီ event တွေထားပြီးသားဖြစ်တဲ့အတွက်ဒီကျောင်းသားတွေအတွက်အရန်ကိုပေါ့နော်လွတ်လွတ်လပ်လပ်နဲ့အဆင်ပြေပါရှင်ဟုတ်အခုကဘယ်ဌာနမှာပညာသင်ကြားနေရလဲမသိဘူးကတော့ဒီ International Master Program ရဲ့ Agriculture ပေါ့နော် IMBA ဌာနမှာပထမနှစ် Master ပထမနှစ်တက်နေတာပါခုလိုဖိတ်ကြားပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ်အားကစားကွင်းဖက်လည်းတွားကြည့်လိုက်ရအောင်နော်ဟယ်လိုမင်္ဂလာပါကိုမေးခွန်းလေးတစ်ခုမေးလို့ရလားရပါတယ် NCH မှာအကိုရဲ့အကျိတ်ဆုံးအရာဘာဖြစ်မလဲအားစားလုပ်ရတာပေါ့နော်အဲဆိုအားကစားလုပ်ရတာဘာလို့ကြိတ်တာလဲဆိုတာလည်းနည်းနည်းလောက်ရှင်းပြပေးပါဦးဘာဖြစ်တယ်လဲဆိုတော့ကျောင်းသားတယောက်အနေနဲ့ပညာသင်ကြားမှုကရေးကြည့်ရဆိုရင်ဒီကျမ်းမာရေးအဓိကဖြစ်တယ်ပေါ့နော်ဒီ NCH မှာကျတော့ဒီအားကစားနဲ့ပတ်သက်တဲ့အားကစားမျိုးစုံလုပ်လို့ရတယ်ဒါအခုအနေနဲ့ဆိုရင်တော့ဒီစာတင်တဲ့အခါမှာပေါ့နော်အဲ့ဒါသင်မလာတဲ့အခါမှာအားကစားလိုက်ချင်တာဒီစိတ်ကိုလွတ်လပ်စေပြီးတော့ဒီအပန်းပြရရတယ်ပေါ့နော်ဒါကြောင့်ဒီအကြောင်းမှာဒီအားကစားလုပ်ရတာကိုနှစ်သက်ဆုံးဖြစ်ပါတယ်ကျမအနေနဲ့ NCH မှာအကျိတ်ဆုံးအရာကတော့ scholarship အခွင့်အရေးဖြစ်ပါတယ် NCH မှာဆိုလို့ရှိရင် international ကျောင်းသားတွေအတွက် NCH scholarship တွေအခြားသော ICDF MOE အစရှိတဲ့ research scholarship တွေလည်းရှိပါတယ်ဒါကြောင့်မို့မြန်မာနိုင်ငံကကျောင်းသားအနေနဲ့ထိုင်ဝမ်မှာပညာသင်ကြားရှင်နေဆိုလို့ရှိရင် National Junction University ကိုရွေးချယ်ဖို့အကြံပြုရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ် bye bye